ကျွန်တော်ကတော့ပေါ့ပေါ့ပပပဲအမိုက်ပစ်လိုက်တာဒါပေမဲ့ဒီခွေးလေးကတော့သူ့အတွက်တီးတန့်ပြင်ဆင်ပေးထားတဲ့အစားအစာလို့ထင်သွားပုံရတယ်အဲ့ဒီနေ့ကစပြီးသူကကျွန်တော်ကိုသူ့တခင်လို့တတ်မှတ်လိုက်တော့တာပဲဒါပေမဲ့ကျွန်တော်ကတော့ဒီခွေးကိုအဖက်မလုပ်ချင်ဘူးပြမိုးတွေတဲတဲမဲမဲရွာနေတဲ့အချိန်မှာတော့အင်းရှိကနေမောင်းထုတ်ခဲ့တာဒါပေမဲ့တနေ့မှာတော့အဲ့ဒီခွေးလေးဟာဆိုင်ကယ်နဲ့တိုက်မိပြီးမတော်တဆဖြစ်သွားခဲ့တယ်ဘေးနားကလူတွေကခွေးလေးကိုပဲဝိုင်းပြီးအပြစ်တင်နေကြတာမြင်တော့သူ့ဘဝကကျွန်တော်ဘဝနဲ့ထပ်တူကြနေတယ်လို့ခံစားလိုက်ရတယ်ဒါနဲ့ကျွန်တော်လည်းခွေးလေးကိုကောက်ချီပြီးဆေးရုံကိုခေါ်သွားလိုက်တာပေါ့သူနေပြန်ကောင်းလာတဲ့အချိန်ထိကျွန်တော်ကသူ့ကိုအိမ်ခေါ်ဖို့ဝင်လေးနေတော့မဲ့ဆရာဝန်ကငွေစားမဲ့သူမတွေ့ခင်ရက်ပိုင်းလောက်ပဲစောင့်ရှောက်ပေးပါလို့တောင်းပန်လွန်းတာနဲ့ကျွန်တော်လည်းမတက်တာပဲသဘောတူလိုက်ရတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ရဲ့အေးချမ်းတဲ့ဘဝလေးပျက်စီးသွားပါတော့တယ်ညဆိုရင်လည်းကောင်းကောင်းမအိပ်ရတော့ဘူးနောက်ဆုံးမအောင်နိုင်တော့တာနဲ့ဆရာဝန်စီဖုန်းဆက်လိုက်မိတယ်ဒါပေမဲ့ဆရာဝန်ကရက်နေနေလောက်ထပ်တီးခံပေးပါဦးလို့ထပ်ပြောပြန်ရောတနေ့မှာတော့ကျွန်တော်ရဲ့ဆိုဖာကြီးကိုခွေးလေးကအဆုပ်ဆုပ်ပြက်ပြက်ဖြစ်အောင်ကိုက်ထားတာမြင်လိုက်ရတယ်ကျွန်တော်လည်းသူ့ကိုသင်ခန်းစာပေးဖို့လုပ်တော့မှပဲတွေးရင်းတကြားတက်ရော်နေပြီးမူးလဲသွားပါလေရောဒါကိုမြင်တော့ခွေးလေးကကျွန်တော်ရင်ဘက်ကိုသူ့ခြေထောက်လေးတွေနဲ့ပုတ်ပြီးလူတွေတိအောင်ကျဲကြီးဟောင်းတော့တာပဲအိမ်နီးနားချင်းတွေကအတန်ကြားလို့ပြေးလာပြီးကျွန်တော်ကိုဆေးရုံအမြန်ပို့ပေးခဲ့ကြတယ်ခွေးလေးကလည်းလူနာတင်ကားနောက်ကနေအသေးတန်လိုက်လာခဲ့တာကံကောင်းလို့ကျွန်တော်ဘာမှအကြီးကျယ်မဖြစ်သွားဘူးဆရာဝန်ကလူနာမှာမိသားစုရှိလားလို့မေးတဲ့အခါကျွန်တော်ဘာမှပြန်မပြောနိုင်ပဲတိတ်ဆိတ်သွားမိတယ်အဲ့ဒီအချိန်မှာပဲသတင်းပေါက်အပြင်ဘက်ကနေစိုးရိမ်တကြီးဟောင်းနေတဲ့ခွေးလေးကိုမြင်လိုက်ရတယ်အဲ့ဒီမြင်ကွင်းကကျွန်တော်ကိုတော်တော်လေးစိတ်လှုပ်ရှားသွားစေခဲ့တယ်အခုတော့ဒီခွေးလေးဟာကျွန်တော်ရဲ့တူးလေးသောမိသားစုဝင်ဖြစ်သွားခဲ့ပါပြီကျွန်တော်သူ့ကိုချာလီလို့နာမည်ပေးလိုက်ပြီးသူနဲ့အတူလက်ပတ်ဖို့အတွက်ဆိုင်ကယ်ကိုတော့အထူးပြင်ဆင်လိုက်သေးတယ်အရာအလုံးအစဉ်ပြေစားပြလာတဲ့အချိန်မှာပဲချာလီမှာကင်ဆာရှိနေမှန်းသိလိုက်ရတယ်သူ့မှာအသက်ရှင်ဖို့တလားပဲကျန်တော့တယ်လို့သိရတဲ့အချိန်မှာသူအမြဲတမ်းသွားချင်ခဲ့တဲ့နှင်းတောင်စီကိုခေါ်သွားဖို့ကျွန်တော်ဆုံးဖြတ်လိုက်တဲ့အရာအလုံးကိုနှုတ်ဆက်ပြီးချာလီနဲ့အတူခီးထွက်ခဲ့ကြတာပေါ့လမ်းမှာလှပတဲ့မြင်ကွင်းတွေအများကြီးကိုအတူတူကြည့်ခဲ့ကြတယ်နောက်ဆုံးချာလီရဲ့နောက်ဆုံးအချိန်လေးမှာကျွန်တော်တို့နှင်းတောင်စီကိုရောက်ခဲ့ကြတယ်ချာလီကနှင်းတွေထဲမှာရက်ပြီးကျွန်တော်ကိုငြိမ်ငြိမ်လေးစိုက်ကြည့်နေတဲ့လူနဲ့ခွေးပျော်ရွှင်စရာအချိန်တွေကိုအတူတူဖြတ်တန်းခဲ့ကြတာပေါ့ဒါပေမဲ့နောက်တနေ့မနက်မှာတော့ချာလီပြောင်းနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်နေရာအနှံ့လိုက်ရှာမိတယ်နောက်ဆုံးတော့နှင်းဘော်ကခွေးချီယာလေးတွေအတိုင်းလိုက်သွားရင်းနှင်းတောင်ဘော်ကတစ်သားအိမ်လေးတစ်ခုထဲမှာချာလီကိုတွေ့လိုက်ရတယ်ချာလီကကျွန်တော်ရင်ခွင်ထဲမှာလဲလျောင်းရင်းမျက်လုံးလေးတွေကိုဖြည်းဖြည်းချင်းမိတ်သွားခဲ့ပါပြီကျွန်တော်လည်းစိတ်သက်တွေပြိုလဲပြီးအကျယ်ကြီးအော်ငိုလိုက်မိတာပေါ့အဲ့ဒီအချိန်မှာပဲခွေးဟောင်တန်တစ်ခုကကျွန်တော်ရဲ့အာယုံကိုဖန်ဆားလိုက်ပါတော့တယ်